ဆိုင်ရင်နေထက်တင်ပြီး Sorry လီဖလားကိုပါတိမ့်ပိုင်ဝင်နေဆက်လာတဲ့ဂုတ်ကြီးပရိသတ်တော်မင်္ဂလာပါများ90 plus ကနေအားလုံးကိုပြန်လည်ကြိုလဲပါရင်ဟုတ်ပါတယ်ခင်ဗျားတို့နားကြမမပါဘူးလာမယ့်အိမ်လယ်နဲ့ပွဲစင်မှာသာ NSR အသင်းနိုင်ရရှိခဲ့မယ်ဆိုရင် Crystal Red ဟာ Sorry ချန်ပီယံလိဖလားကိုကိုင်ပြနိုင်တော့မှာဖြစ်ပါရင် NSR အသင်းကဒီနေ့မနေ့စောပိုင်းကကစားခဲ့တဲ့ Sorry Pro League ပွဲစဉ်33မှာအေရှာဘတ်အသင်းကိုဝေးကွမှာသွားကစားခဲ့ရပေမဲ့လည်း၄ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့ပြပြသားသားနိုင်ရရှိခဲ့တာဖြစ်ပါရင်ဒီဝဲစင်မှာ Red ဦးဆောင်တဲ့ NSR အသင်းဟာပွဲချိန်3မိနစ်နဲ့ပွဲချိန်7မိနစ်တွေမှာဂျောင်ဖီလီရဲ့သွင်းကိုနဲ့2ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။အဲနောက်ပွဲချိန်မိနစ်80မှာတော့ကာရက်ဆာကိုကအေရှာဘတ်အသင်းအတွက်ချီဘောတကိုပြန်လဲသွင်းယူပေးခဲ့တာကြောင့်ပရိုင်ပြီးမှာတော့အန်ဆာတို့2-1နဲ့ယူနန်အောင်တီးထုတ်ထားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့အေရှာဘတ်ကလည်းတောင်းလျှောက်ချေစွမ်းပြသွားနိုင်ခဲ့ပေမဲ့တကယ်လည်းဦးဆောင်ကိုရသွားခဲ့တဲ့သူကတော့အန်ဆာအသင်းဖြစ်နေခဲ့ပါတယ်။အန်ဆာအသင်းအတွက်နောက်ထပ်ဦးဆောင်ကိုတော့ပွဲချိန်85မိနစ်မှာဆာဒီယိုမာနီရဲ့ဖန်တီးပေးမှုကနေဆင့်ရန်ဒိုကသွင်းယူသွားခဲ့တာဖြစ်ပါတယ်။အဲနောက်အေရှာဘတ်ကချီဘောတကိုထမှတ်ရရှိခဲ့ပေမဲ့နာကျင်ချိန်ဝန်အောင်ဆုံးမိနစ်မှာတော့ဂျာအိုဖီလစ်ကအန်ဆာအသင်းအတွက်ပွဲသိမ်းအနိုင်ကိုပန်နီကနေဆင်သွင်းပေးခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲကြလက်ရှိအချိန်မှာအန်ဆာအသင်းဟာ Sorry Pro League ပွဲစဉ်လက်ကျန်ပွဲစဉ်နဲ့ပွဲကစားဖို့ကြံရှိနေတဲ့အချိန်မှာပဲဒုတိယနေရာကအိမ်လဲအသင်းကိုတပွဲပိုကစားရမှန်9မှတ်ထိဖျက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အန်ဆာအနေနဲ့ပြီးခဲ့တဲ့ဘက်ကကစားခဲ့တဲ့ပွဲစဉ်မှာပြန်ဘက်ကိုရှုံးနေခဲ့တာကြောင့်အခုလိုမျိုးအမှတ်ကွာချက်ကကျင်းမြောင်းသွားခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်ပြီးခဲ့တဲ့ဘက်ကကစားခဲ့တဲ့ပွဲစဉ်မှာသာနိုင်ရရှိခဲ့မယ်ဆိုရင်အန်ဆာအသင်းနဲ့ဒီပွဲမှာတင် Sorry Champion ဆူပလာကိုကန်ရနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အန်ဆာအသင်းဟာ Equatis အသင်းကိုအဝေးကွင်းမှာ3ဂိုးနဲ့ရှုံးနေခဲ့တာကြောင့်ချန်ပီယံဆုကိုစောစီသိမ်းပိုက်နိုင်မဲ့ခွင့်နဲ့လက်လွတ်ခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာအန်အိလာအသင်းဟာတပွဲကစားဖို့ကြံနေသေးပြီးအဲဒီတပွဲကိုနိုင်နေဆိုရင်တော့အန်ဆာအသင်းနဲ့2မှတ်ကွာနေမှာဖြစ်ပါတယ်။ဘောလုံးအကစားကိုချစ်မြတ်လို့တဲ့ညီကိုလေးတွေနဲ့ဂျာစီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါ။အခုသိရတဲ့အသင်းရဲ့ဂျာစီတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့စိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုရင်တော့ YGN ဂျာစီ short ရှိပါတယ်။ကလပ်အသင်းနိုင်ငံအသင်းအစုံရဲ့ဂျာစီတွေကို player version, fan version နဲ့ time made one set တွေအပြင်အသင်းတီချက်တွေလည်းရရှိနိုင်ပါတယ်။ Royal Express ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချေစနစ်နဲ့ရောင်းချပေးတာမို့လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ညီကိုတို့။ဝယ်ယူအားပေးခြင်းတဲ့ညီကိုလေးတွေနဲ့ YGN ဂျာစီ short ရဲ့ Facebook page Messenger မှာတွားရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။စိတ်ချမ်းသာခြင်း YGN မှာဂျာစီဝယ်ပါ။ဒါကြောင့်အန်ဆာအသင်းနဲ့လာမယ့်မေလ10ရက်နေ့မှာကစားမယ့်အိမ်လယ်အသင်းနဲ့ပွဲစဉ်မှာအနိုင်ရရှိတာနဲ့တင် Sorry Champion League ဆူပလာကိုကင်ပြနိုင်မှာဖြစ်ပါတယ်။တကယ်လို့တေချားခဲ့မယ်ဆိုရင်လည်းအန်ဆာအသင်းနဲ့နောက်ဆုံးပွဲစဉ်မှာဂိုးများသွင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။လက်ရှိနေထားရာအန်ဆာအသင်းကအိမ်လယ်အသင်းနဲ့အသင်းကိုပုံမသွင်းယူထားပြီးကိုကွာချားချက်ကလည်း2သိန်းချမှာ plus 5လောက်ကွာနေကြတာဖြစ်ပါတယ်။ဒါကြောင့်အန်ဆာအသင်းကအိမ်လယ်အသင်းနဲ့ပွဲစဉ်မှာတေချားခဲ့ပြီးနောက်ဆုံးပွဲစဉ်မှာဂိုးများသွင်းနိုင်ခဲ့မယ်ဆိုရင်တော့အဲ့ဒီလေအသင်းနဲ့အမှတ်တူနေခဲ့ရင်တော့ကိုကွာချားချက်နဲ့ချန်ပီယံဆူပလာကိုကင်ပြနိုင်မှာဖြစ်ပါတယ်။တကယ်လို့ Red အနေနဲ့ NSR အသင်းနဲ့တူ Sorry Pro League ချန်ပီယံဆုကိုကင်မြောက်နိုင်ခဲ့မယ်ဆိုရင်ကောင်းမရှိတဲ့ထိပ်တန်းလိလေးခုမှာမပေးချန်ပီယံဆုရောက်နိုင်ခဲ့တဲ့ပထမဆုံးစားမအဖြစ်တမိုင်းသိရေးထိုးသွားနိုင်မှာဖြစ်ပါတယ်။ဒါနဲ့မကသေးပါဘူးလာမယ့်အပတ်ထဲမှာပဲ NSR အသင်းနဲ့လူတွေတို့ဆူပလာနှလုံးထိစကူးသွားနိုင်တဲ့အခွင့်အရေးရှိနေတာပါ။ဘာကြောင့်လဲဆိုတော့အိမ်လေအသင်းကိုကြော်ဖက်နိုင်ခဲ့မယ်ဆိုရင်၄ရက်ကြာမှကစားရမယ့်အာရှချန်ပီယံလိဖိုင်နယ်မှာဂျပန်ကလပ်ဂမ်မာအိုဆာကာကိုသာထပ်မံနိုင်ရရှိခဲ့မယ်ဆိုရင်အာရှချန်ပီယံလိဖလားကြီးကိုလည်းစကူးနိုင်အောင်မှာဖြစ်ပါတယ်။မင်းရပွဲစဉ်မှာသွင်းကိုတကိုသွင်းနိုင်ခဲ့တဲ့ Red နဲ့လက်ရှိအချိန်မှာ Sorry Pro League သွင်းကိုက26ဂိုးထိရှိလာခဲ့ပြီဖြစ်ပါတယ်။ Sorry ရှင်မလဲဆိုတဲ့ထိန်ဆုံးကဥဆောင်နေတဲ့စားသမားကတော့အဲအားလေးအသင်းအတိုင်းစီကစားမှာအိုင်ဗန်တိုနီဖြစ်ပါတယ်။အိုင်ဗန်တိုနီဟာသွင်းကို30ထိသွင်းယူထားတာကြောင့် Red အနေနဲ့လက်ကျန်ပွဲစဉ်နှစ်ပွဲမှာ hat-trick နှစ်ချိန်လောက်ရရှိမှသာအိုင်ဗန်တိုနီရဲ့သွင်းကိုရည်အတွက်ကိုကြော်တက်သွားနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ Red ရဲ့သွင်းကိုရည်အတွက်ဟာလည်း980ဂိုးထိရှိလာခဲ့ပြီဖြစ်တာကြောင့်သူ့ရဲ့ဂိုးထောင်ရည်မှန်းချက်တွေဟာလည်းနီးတက်နီးလာခဲ့ပြီဖြစ်ပါတယ်။ Red တယောက်အဒီရဲ့အသင်းကိုနိုင်ယူပြီးတမိုင်းတည်ရေးချိုးသွားနိုင်မလားဆိုတာကတော့လာမယ့်မေလ17ရက်နေ့မှာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ။